မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီခါခါပြီးမှာတော့ဂျာဇာပရိတာသမီမိတ်ဆွေတွေအတွက်ဖြစ်ပါတယ်ဒီ2026ခုနှစ်နှစ်လပိုင်းအတွင်းမှာဂျာဇာပရိတာသမီမိတ်ဆွေတွေအတွက်ရောင်ရံဆောင်ရံအတွက်တလားစာကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာဇာပရိတာသမီမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရမိတ်ဆွေတို့ဘေးပရာမှန်သမျှဝေးကွာကြပါစေလို့ဆရာကမေတ္တာပို့ဆုတောင်းထောပနာပြုတာအပ်ပါတယ်ဒီ2026ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာဂျာဇာပရိတာသမီမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာအရာရာကိုရှေ့ကိုတိုးရင်ကောင်းမလားနောက်ကိုဆုပ်ရင်ကောင်းမလားလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ဖြစ်စီမိသားစုကိုကိစ္စလို့ဖြစ်စီဘာကိုလုပ်ရင်ကောင်းမလဲကို့မှာဖြစ်ရှင်တဲ့စိတ်တွေဖြစ်လို့တဲ့စိတ်တွေများနေပြီးတော့ဘာကိုမှဆုံးဖြတ်ချက်မချရသေးတော့ကာလဘယ်ရာကိုကောင်းစွာလုပ်ရမလဲဆိုပြီးစဉ်းစားနေတော့ကာလဖြစ်ပြီးတော့ဖြစ်နေတာနဲ့ဖြစ်ရှင်တာနဲ့ဖြစ်နေတာနဲ့တေချာတဲ့ဆုံးဖြတ်ချက်ချရန်ခက်ခဲနေတာမျိုးမိမိအနေနဲ့ငါဒါလေးလုပ်ရင်ကောင်းမလားဟွာလေးလုပ်ရင်ကောင်းမလားဆိုပေမဲ့လက်တွေ့မှာတော့ဘာမှလှုပ်ဆောင်နေတာမျိုးမတွေ့ပဲနဲ့အရှင်ကုံအတွေးလွန်ဗျာများနေတော့ကာလဖြစ်တဲ့အတွက်မိတ်ဆွေကြစားပရိသတ်သမီးများအနေနဲ့ဘာလို့မဆိုတိတ်ပြီးတော့ရှေးဝေးတိတ်စဉ်းစားမနေပဲနဲ့ရှေ့တို့ဆောင်ရလှုပ်ဆောင်မှသာပုံမူအားသာမှာဖြစ်တဲ့အတွက်တခုခုကိုရွေးချယ်ပြီးတော့တေးသေးရှာရှာတိတိကျကျမိမိရရှေ့တို့ဆောင်ရလှုပ်ဆောင်ရအတွက်လိုအပ်တော့လားဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်အထူးသဖြင့်ဒီလဟာဂျာဇာပရိသတ်မိတ်ဆွေများဟိုလေနဲ့ပတ်သက်သောအရာများအထူးသဖြင့်လေထိုးလေအောင်တာမျိုးလေးတွေတတိထားဆင်ခြင်ပေးရလိုအပ်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါဥကောင်းနဲ့ပတ်သက်လို့ကြိုက်ခဲတာမျိုးနာကျင်တာမျိုးတွေဖြစ်ရတတ်ပေမဲ့လို့အထူးသဖြင့်ကတော့ဝါရောနဲ့ပတ်သက်ပြီးအားနည်းသောလဖြစ်တဲ့အတွက်ကြောင့်မလို့လေထိုးလေအောင်ခြင်းတွေမိတ်ဆွေတို့လေနဲ့ပတ်သက်သောအရာတွေကိုတတိပြုဆင်ခြင်ပေးရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့ဒီလာတာတော်တွင်မှာဆိုလို့ရှိရင်ဂျာဇာပရိသတ်သမီးမိတ်ဆွေများအဖို့လုပ်ငန်းအလုပ်နဲ့ပတ်သက်လာလို့ရှိရင်အလုပ်သစ်စတင်လှုပ်ဆောင်နေသူများလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ပြောင်းရွှေ့နေသူများတတိကြက်ထားပြီးတော့တတိကလေးနဲ့ထားပြီးတော့ဖြစ်နိုင်ရင်လုပ်ငန်းသစ်အလုပ်သစ်ကိုအားနည်းစေပါတယ်အလုရှာနေခြင်းထက်ငါတို့ကအရှားနေရာကိုပြောင်းရင်ကောင်းမလားဆိုတဲ့အခွင့်အလမ်းတစ်ကိုဖြစ်နိုင်ရင်မရှာမှပဲနဲ့မိတ်ဆွေတို့အနေနဲ့လုပ်ငန်းတစ်အလုပ်တစ်နဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစေတာမျိုးလေးတွေကြုံရတတ်တယ်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ရှိရင်ကြီးကြီးမားမားအဟောင်းကြီးကိုပြန်လုပ်တာမျိုးလေးတွေမိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်အဟောင်းကိုပြန်လုပ်တာဟာကောင်းမွန်ပြီးတော့လုပ်ငန်းတစ်အလုပ်တစ်နဲ့ပတ်သက်လို့ရှိရင်စတင်ရန်အတွက်တော့အားနည်းတော့လာဖြစ်တဲ့အတွက်ဂျာဇာပရိသတ်မိတ်ဆွေများအနေနဲ့ဘာကိုဖြစ်စက်တူလုပ်ငန်းတွေတတိထားပါအိုးအိမ်ရှမ်းမီနေရာထိုင်နေတဲ့ပတ်သက်တာလေးတွေအနှဲငယ်လေးညံ့တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အာမခံကိစ္စလေးတွေဂရုစိုက်တတိထားပါအမွေကိစ္စတွေအမှုကိစ္စတွေအိမ်ကြီးကိစ္စတွေကိုမကူညီပါနဲ့အပူကူးဆက်တာမျိုးလေးတွေဖြစ်ရတတ်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြစားပရိသတ်သမီးများအနေနဲ့ဘာကိုမဆိုတတိထားဆင်ခြင်ပေးရန်အတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ထို့အပြင်အိုးအိမ်ရှမ်းမီနဲ့ပတ်သက်သောလုပ်ငန်းလေးတွေလုပ်ငန်းနဲ့ပတ်သက်လို့လုပ်ငန်းပြိုင်အလုပ်ပြိုင်ပေါ်တက်တော့လာဖြစ်တတ်တဲ့အတွက်မိတ်ဆွေကြစားပရိသတ်သမီးတွေဘာကိုမဆိုဒီလဟာအပြိုင်ဆိုင်တဲ့မိတ်ဆွေတို့ဘာကိုမဆိုကိုကလှုပ်လိုက်လဲဒီနေရာမှာလည်းလိုက်ပြိုင်နေတာမျိုးဟိုနေရာမှာလည်းလိုက်ပြိုင်နေတာမျိုးတွေတော့ဖြစ်ရတတ်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့အပြိုင်ဆိုင်အတိုက်ခိုက်များတော့လာဖြစ်ပြီးတော့ထိုများတဲ့နေရာတွေမှာကိုယ့်ရဲ့ဇွဲချိနဲ့တနေ့တလံပကံပဲရွေ့မလဲဆိုတဲ့စုံဖြတ်ချက်လေးနဲ့ခြေတို့ဆောင်ရွက်မှသာအောင်မြင်အစီအစဉ်မဲ့လာဖြစ်ပြီးတော့မိတ်ဆွေတို့အတိုက်ခိုက်ကျင်းစီရန်အတွက်ရေရလက်ဆရာနောက်မှာပြပါမယ်ကောင်းပြီဒီလာတာတော့ဒီမှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာလေထိုးလေအောင်တာမျိုးလေးတွေဖြစ်တတ်တယ်အထူးသဖြင့်အကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါရစေမိတ်ဆွေတို့ဒီလအတွင်းမှာလုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်တာမျိုးတွေအကျိုးပေးပါတယ်ငကိုကရက်တန်နေသောအလုပ်တွေငကိုကလှည့်ပတ်မှုအားနည်းနေသောအလုပ်တွေကိုဒီကာလအတွင်းမှာပြန်လဲအသက်သွင်းလှုပ်ဆောင်တာမျိုးတွေဟာအဖြေရှာတွေ့မဲ့ကာလပိုင်းခြားဖြစ်ပါတယ်ငွေချင်းနဲ့ပတ်သက်ရင်လေကိုကလုံရင်လှုပ်တလားဥဆောင်ရင်ဥဆောင်တလားနှိမ့်ကျသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာတော့ဘာမှမတွေ့ရပါဘူးခင်ဗျာတို့အပြင်ဒီလအတွင်းမှာဆိုရင်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ် passport လုပ်ငန်း visa လုပ်ငန်းအထည်အလိပ် TT နဲ့ online social media နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလက်စစ်ပစ္စည်းရေရှားမြေရှားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလူမျိုးရှားဘာသာရှားတိုင်းတစ်ပါးနဲ့ပတ်သက်ပြီးတော့အကူအညီရရှိတာမျိုးတွေကြုံရတတ်တယ်လို့နေရာထိုင်ခင်းနဲ့ကိုကအစမပြေသူတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးယာရုမတိုးတဲ့မိတ်ဆွေများယာရုတိုးတာမျိုးယာရုတက်တာမျိုးတွေကြုံရနိုင်တဲ့အပြင်ခရီးဝေးသွားရတာမျိုးတွေခရီးထွက်ရတာမျိုးတွေကြုံရနိုင်တော့ကာလဖြစ်ပြီးတော့လက်ရှိမှာမိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းတဦးတယောက်ရဲ့အဆက်အသွယ်တွေရရှိနေတတ်တယ်လို့ဝေးကွာနေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေစုံစည်းရတာမျိုးတွေကြုံရတတ်တော့လက်ဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိသားစုကိစ္စအိမ်တွေကိစ္စလေးတွေမှာမိတ်ဆွေတို့အနေနဲ့ဘာမှစိုးရိမ်စရာတော့မရှိဘူးငကိုကမိသားစုတွေမှာတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေအောင်လက်ရှိကာလဟာအေးချမ်းအောင်ငြိမ်းချမ်းအောင်ရှေ့တိုးပြီးတော့ညှိနှံနှံအေးစေးပြောဆိုလိုက်ရင်အောင်မြင်တိုးတက်မဲ့လက်ဖြစ်ကြောင်းထပ်လောင်း
လောင်းပြောကြလိုက်ပါစီဒီလာတာတော့တွေမှာဆိုရင်ကားတို့စက်ပစ္စည်းတို့ရင်တို့နဲ့ပတ်သက်ပြီးတော့အစ်စ်ဝင်လာတာမျိုးတွေကြုံရတတ်တယ်မိဟောင်းဆွေဟောင်းအပေါင်းအသင်းဟောင်းအကူကြီးဟောင်းတွေရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလာတာတော့တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ခရီးသွားမှုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အထည်အလိပ်ထိဖက်နှက်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာအဖွဲ့အစည်းအများနဲ့ပတ်သက်တာမျိုးအသင်းအဖွဲ့အစုဝေးနဲ့ပတ်သက်သောလုပ်ငန်းတွေအများနဲ့ပတ်သက်ရင်ကိုယ့်ရဲ့အတွေးခေါ်အကြံစီတွေကိုချပြတင်သောကာလပိုင်းခြားဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးလက်ရှိသင်ယူနေတာဟာအကောင်းဆုံးနဲ့ကိုယ့်ဘဝရဲ့အနာဂတ်အတွက်ထောက်ပံ့ကောင်းတွေရရှိတတ်ပြီးတော့သင်ယူတဲ့အရာလေးတွေမှာပုံမှုစူးစမ်းလိုက်ရင်လင်းလင်းမြန်မြန်ထွန်းထွန်းတောက်တောက်နဲ့ဘဝရဲ့ရည်မှန်းချက်တွေနဲ့အနာဂတ်မှာကောင်းမွန်တဲ့အထောက်ပံ့လေးတွေရရှိတတ်တဲ့အတွက်ပညာရေးနဲ့ပတ်သက်လို့လည်းရှေ့တိုးဆောင်ရလှုပ်ဆောင်မှာပကြီးလောကီပညာလောကုတ္တရာပညာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်တာမျိုးပကြီးပခုဘေးရင်ဖိဒစံကြအဆရှိသောလုပ်ငန်းတွေကိုတိုးတက်ကောင်းမွန်မြဲပုံမှန်ဆိုစီယာတွဲဟောနေကြသို့တော့ဒီလဟာကျသာပိသသမီးမိတ်ဆွေများဖို့အနုပညာရှင်များအဆိုအကအရေးအတီးနဲ့ပတ်သက်တာမျိုးတရုပ်ဆောင်နဲ့ပတ်သက်လာရင်တော့အတော်ကိုအားနည်းသောလဖြစ်တတ်တဲ့အတွက်စိတ်ပန်းလူပန်းစိတ်မောလူမဖြစ်ရတာမျိုးလူယုံမလွယ်ပါနဲ့လူယုံဒုက္ခပေးတာမျိုးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့သတိပြုစင်ကြရအတွက်တော့လိုအပ်သောလဖြစ်ပါတယ်အဖေနဲ့ပတ်သက်ပြီးတော့အထက်လူကြီးနဲ့ပတ်သက်ပြီးတော့ဖိအားပေးခြင်းခံရတာမျိုးတွေအကြီးကဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်တိုင်းမကြတာမျိုးလေးတွေကြောင့်စိတ်ပန်းလူပန်းအနေငယ်ဖြစ်ရတာတော့သိကြပါတယ်ခင်ဗျထို့ပြင်မိတ်ဆွေတို့နဲ့ဘာကိုဖြစ်ဖြစ်စက်ပစ္စည်းတွေပြတ်တာမျိုးတွေမိမိသွားလို့တဲ့ကိစ္စမှာစက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကြံ့ကြာတာမျိုးလေးတွေအနေငယ်ကြုံရတတ်သောကာလဖြစ်ပြီးတော့ဘာလို့မဆိုစဘာကတော့စဘာညီကိုကတော့ပေါက်ဈေးဆိုတဲ့အတိုင်းပဲနော်မဟုတ်ပါဘူးညီကိုကတော့ညီကိုစဘာကတော့ပေါက်ဈေးဆိုတဲ့အတိုင်းပြန်လျောင်းနေဖြစ်နေတယ်နော်ညီပေါက်ဈေးဆိုတဲ့အတိုင်းဘာလို့မဆိုတိတိကြကြတက်တက်မမတ်နဲ့အနုစိတ်လောက်ခါမှာအောင်မြင်မဲ့ကာလအပိုင်းရှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုပိုင်လုပ်ငန်းတွေစတင်လှုပ်ဆောင်လို့တဲ့မိတ်ဆွေများအားနည်းစီတော့လဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်တာမျိုးကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ရင်အသစ်စတင်ရင်မိမိအမိခံလှုပ်ဆောင်ခြင်းထက်တဦးတယောက်ရဲ့အမိခံလှုပ်တာမျိုးတာသမီတို့ဆွေမျိုးသားချင်းတဦးတယောက်ရဲ့အမိခံလှုပ်တာမျိုးတွေကပုံမူအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခရီးသွားလာမှုဆိုင်ရာတွေပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာတွေစောက်လုပ်ရေးဆိုင်ရာလုပ်ငန်းတွေကွန်းတို့ကွန်ပျူတာတို့စာရေးဥရိယာတို့အဆရှိတဲ့လုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်နိုင်ပါတယ်ငွေကြီးနဲ့ပတ်သက်လာရင်တော့မမျှော်လင့်ထားပဲနဲ့အဝေးတနေရာကနေငွေကြီးလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးတွေပဋ္ဌာန်းဆက်ကောင်းပုဂ္ဂိုလ်ဆက်ကောင်းတွေရဲ့အကူအညီတွေရရှိတတ်တော်လာဖြစ်ပြီးတော့အခါအဝေးကွာနေသောဆွေမျိုးသားချင်းတွေရဲ့အထောက်အကူတွေရရှိတတ်တော်လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှထူးထူးခက်ခက်မရှိလာပါဘူးဒီလိုက်တာတော့တွေမှာဆိုရင်လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင်တော့မိမိချစ်တော်မြတ်လို့တော်သူကိုရှေ့တိုးဆောင်ရပြောဆိုပါကိုကဖွင့်ပြောရမှာအာနာနေရမျိုးလေးတွေကြောင့်အခြေအနေနဲ့ပတ်သက်လာရင်အားနည်းစေရမျိုးလေးတွေနောက်လူပါသွားတာမျိုးတွေကြုံရတတ်ပါတယ်ခရီးထွက်ခါမှာဖူးစာပဲပေါ်လာတာမျိုးတွေအိမ်အောင်ဘက်ပေါ်လာတာမျိုးတွေကြုံရတတ်ပါတယ်အခြေအနေနဲ့ပတ်သက်လာရင်လည်းအိမ်အောင်ပြူချင်းစိတ်ဆက်ခြင်းလက်ထက်မင်္ဂလာပြုလုပ်ခြင်းတွေအတွက်တော့အားသာကောင်းမှုတိုးတက်ပြီးတော့နှလွာပေါင်းမှတရွက်ဆိုတဲ့အတိုင်းပဲစိတ်ဆက်အိမ်အောင်ပြူချင်းလူကြီးမိဘတွေနဲ့ပြောဆိုခြင်းတွေဆောင်ရွက်ပြုလုပ်လို့ကောင်းပါတယ်သို့တော့ဂျာစာပရိသတ်သမီးတိုက်ဆွဲတိုက်ဆက်ဥစ္စာဆွဲဥစ္စာဆက်ပဋ္ဌာန်းဆက်များတဲ့မိတ်ဆွေများရှိခဲ့ရင်အိမ်အောင်ပြုမယ်ဆိုရင်အကြောင်းအရာမျိုးစုံနဲ့အပြတ်သဘောလေးတွေစောင့်တက်တဲ့အားမျိုးတွေအနှောက်အယှက်လေးတွေကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ဆက်ဆက်ရနီးဆက်ရတွေမှာမိမိတို့ရဲ့အဆက်ပဋ္ဌာန်းဆက်တွေရှိရင်ပဲဖြစ်ဖြစ်မိမိတို့ရဲ့တာမန်အဖြစ်အိမ်အောင်ပြုတဲ့မိတ်ဆွေများမရှိရင်လည်းမြို့တော်ရှင်တွေတော်ရှင်ကိုစရိတိုင်းတဲပွဲထိုးလှုပ်ဆောင်တင်တာလေးလှုပ်ဆောင်လိုက်ရင်အဆင်ပြေပြီးတော့ရှော့ရှော့မွေ့မွေ့ဖြစ်သွားစီမှာအသေးကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီစက်ပစ္စည်းရင်စက်ပစ္စည်းနဲ့ပတ်သက်လာတဲ့အခါမှာတော့နည်းနည်းလေးအတက်နိုင်ဆုံးအသစ်ဝယ်တာမျိုးလေးတွေကိုယ့်ရဲ့အမိခံဝယ်တာမျိုးလေးတွေအားနည်းစေတော့လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့မဆိုအထက်လူကြီးအကြီးအကဲတွေရဲ့စီးမြင့်အသစ်အလုပ်အသစ်ဆွမ်းနာလို့က rule and regulation အပြောင်းအလဲလေးတွေကြားထဲမှာမိတ်ဆွေတို့အနေနဲ့နည်းနည်းလေးစိတ်တိုင်းမကြစရာအားမရစရာလေးတွေဖြစ်ရတတ်တာကတော့ကျင်းသေးပါတယ်ခင်ဗျာထို့အပြင်ရွှေဝင်တာမျိုးလေးတွေမိတ်ဆွေတို့အတွက်မိမိရဲ့မိသားစုအတွင်းမှာဖြစ်စီကိုယ်တိုင်ပဲဖြစ်လက်လာပါပိတ်လာတာမျိုးရွှေမဝင်ဆွမ်းနာလို့ကကျမ်းမာရင်ညံ့လာပြီဆိုကျင်းသေးပါတယ်ရွှေဝင်ထားသလားသို့မဟုတ်ရင်လူဝင်ထားသလားကြည့်ပါတကယ်လို့ရွှေဝင်တာမျိုးလူဝင်တာမျိုးဖြစ်နေခဲ့လို့ရှိရင်တော့ကျမ်းမာရေးနဲ့ငယ်ညံ့လာတယ်ဖြစ်တဲ့အတွက်ရွှေစရီထွက်တာမျိုးလူများရေးညံ့နေထွက်လိုက်တာမျိုးဆိုရင်ကျမ်းမာရေးကောင်းလာတာမျိုးပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းသွားစီမှာအသေးချာပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလဟာမိတ်ဆွေတဲ့အပေါင်းအသင်းအသစ်တွေနဲ့ပတ်သက်လို့တတိထားပြီးတော့စင်ကြင်ရန်အားသာပြီးတော့မိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့လှုပ်ဆောင်ရွက်လို့ကောင်းသောကာလပိုင်းရှာဖြစ်ပါတယ်။သမီးစားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်။ဝေးကွာနေသူတွေပြန်လဲစုံစည်းရသောကာလပိုင်းရှာဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်မိတ်ဆွေကျတာပရိသတ်သမီးများအနေနဲ့အိမ်အောင်ရှင်များဖို့ကတော့အိမ်အောင်ရေးမှာဆိုရင်တော့ငါကပြီးခဲ့ပြီးသားကိစ္စလေးတွေရွတ်ဆွဲတာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်အောင်ဘက်ရဲ့ကျမ်းမာရေးညံ့ခြင်းအလုပ်အဆင်မပြေခြင်းလေးတွေကြောင့်တော့အိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့အပူတော့ကအနှင်းငယ်လေးရရှိတတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အိမ်အောင်ရေးနဲ့ပတ်သက်လာရင်ဖြစ်နိုင်လို့ရှိရင်လက်ရှိကာလအတိုင်းတာမျိုးမှာဆိုရင်တဦးနဲ့တူတယောက်ကတင်းတယောက်ကရှော့တယောက်ကရှော့ရင်တယောက်ကတင်းဆိုတဲ့အတိုင်းလေးပဲเนาะဟိုမိတ်ဆွေတို့အနေနဲ့မောင်တထမ်းမယ်တွေရဲ့ဆိုတဲ့စကားကိုဒီနေရာမှာတုံးပြီးတော့
နားလည်မှုချစ်ချစ်စေဆိုပါဒီလဟာဂျာဇာပရိသတ်သမီးမိတ်ဆွေတို့ဖို့အိမ်တော်ကြီးနဲ့ပတ်သက်လာပြက်ဆဲခြင်းရက်ဆဲခြင်းအပိသက်ခြင်းတွေအတွက်တော့ဆောင်ရွက်ရန်လုံးဝမတင်တော့လာဖြစ်ပါတယ်အမှုကိစ္စတွေသတိပြုစင်ကြမှာအာမခံကိစ္စတွေသတိပြုစင်ကြမှာအထူးသဖြင့်မိတ်ဆွေပေါင်းသင်းခင်လို့ဖြစ်ဖြစ်ဆွေမျိုးသားချင်းတွေကိုဖြစ်ဖြစ်ဂျာကနေကိုကအာမခံပြီးလိုက်တာမျိုးတွေကြောင့်လူမုန်းများတာမျိုးတွေအတိုက်ခိုက်များတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပါတယ်ဒီမှာတဦးတန်အောင်မယူကောင်းနဲ့ရှောက်ပြောနေတော့ယူလို့ရတယ်ယူနော်ရှင်းယူနော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလက်ထာတော်တွေမှာမိတ်ဆွေတို့အနေနဲ့သတိထားစင်ကြရမှာတော့သူတော်ဘာရဲ့အမှုကိစ္စကိုလည်းလိုက်လံကူညီပေးတာမကောင်းပါဘူးထို့အပြင်ကိုတိုင်ရလည်းအမှုကိစ္စအမွေကိစ္စတွေနဲ့ပတ်သက်လာရင်သတိထားဆင်ခြင်ပြီးတော့လှုပ်ဆောင်မှာအမွေဆိုတာမွေခံထိုက်စေတဲ့အမွေဆိုတာထိုက်မှဆန်ရတဲ့သဘောလည်းရှိတယ်လို့ထပ်ပြောပြစီဒီလက်ထာတော်တွေမှာမိတ်ဆွေတို့အနေနဲ့အချိုးပေးစီသတိထားဆင်ခြင်ရမယ့်အချက်ကလေးထပ်ပြောပါမယ်မိမိကြီးအနေနဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်အတိုက်အခိုက်တွေမကောင်းတဲ့အတတ်ပညာတွေစုံအောက်လန်းလောကီပညာအစီအရင်တွေနဲ့မိမိကိုတိုက်ခိုက်တာမျိုးဖြစ်စေတိတိတသာလက်လာပါပိတ်သွားရင်တော့ဒီကြပါတဲ့မိတ်ဆွေရဲ့လုပ်ငန်းအတွင်းအိမ်အတွင်းမိသားစုခန္ဓာကိုယ်အတွင်းမှာမကောင်းတဲ့ပညာတွေလောကီအစီအရင်တိုက်ခိုက်တွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေတေချာတယ်မိမိကိုမနာလိုလို့ဖြစ်စေလုပ်ငန်းအတိုက်ခိုက်ကိုမနာလိုလို့တိုက်ခိုက်ခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့နီးစပ်ရာဆရာသမားတွေနဲ့စစ်ဆေးချဖွေလိုက်ရင်အဖြေပေါ်သွားမှာဖြစ်ပြီးမဟုတ်ရင်ဘာကြောင့်လက်ပိန်နေမှမသိရရရှိလည်းမတိုးဖြစ်တတ်တဲ့အတွက်တော့လုပ်ငန်းပြိုင်အလုပ်ပြိုင်တွေကဒါကိုယ့်ကိုနှောက်ချက်တိုက်ခိုက်တတ်တာမျိုးလုပ်ငန်းတူအလုပ်တူတွေကမိမိကိုမနာလိုတိုက်ခိုက်ခြင်းမျိုးတွေကိုတတိထားပြီးဆင်ခြင်ဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့အတိကလေးကတ်ကြောင်းနဲ့ဘာသာတရားလုပ်ရင်လုပ်တော့ငွေဝင်မဲ့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဂျာဇာရီသားသမီးတွေဟာတေချာတဲ့ဒီတလတာအလုံးမှာဘလောက်ပဲခက်ခဲစီကောင်ငွေကြီးနဲ့ပတ်သက်ရင်တော့ခက်ခဲစရာဘာမှမရှိဘဲနဲ့လှုပ်ရှင်အခုချက်ချင်းထလှုပ်ရင်အခုချက်ချင်းဝင်လာမဲ့ငွေကြီးကန်ထောက်ပံ့နေရရှိတတ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီလက်ထာတော်တွေမှာမိတ်ဆွေဂျာဇာပရိသတ်သမီးတို့ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေအကျိုးပေးတယ်တပည့်လက်သားသားသမီးတွေရဲ့အကူအညီကိုရရှိတတ်တယ်စက်ပစ္စည်းလက်စစ်ပစ္စည်းမင်းဆိုးဘန္နာအဆောင်အဆရှိတဲ့အရာတွေလက်ဆောင်တစိုးဘန္နာတွေရရှိတတ်ပြီးတဲ့အခါရှစ်တော်မြန်လို့သောသူတွေကနေမိကိုလက်ဆောင်ပေးတာမျိုးတွေဖုံးလို့အလားဆွမ်းနာလို့ပေါ့အလှပြင်ဆိုင်ရာလုပ်ငန်းတွေဘာပဲဖြစ်ဖြစ်လက်ဆောင်တစိုးပန်နာရရှိတာမျိုးလေးတွေအကူအညီရရှိတာမျိုးတွေကြုံရတတ်ပါတယ်သားသမီးမရရှိတော့ဂျာဇာပရိသတ်သမီးတွေသားသမီးရရှိရန်အတွက်မိမိမြို့မှာရှိတဲ့ဖယားမှာတောက်ကြနေမှာသားသမီးစုပန်လိုက်ပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့သားသမီးရရှိတာမျိုးတွေကြုံရတတ်ပြီးတဲ့အခါငကူကသားသမီးမရရှိတော့မိတ်ဆွေများသားသမီးကအထောက်ပံ့ရရှိတတ်တယ်လို့ငကူကပြောရဆိုရမကောင်းတော့သားသမီးတွေဒီကာလမှာပြောရဆိုရကောင်းလာတာမျိုးပညာရေးကြောင့်စိတ်ချမ်းသာစရာသတင်းလေးတွေကြားရတတ်တော့လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဂျာဇာပရိသတ်သမီးမိတ်ဆွေတို့ဒီလာတာတော့ဒီမှာဆိုရင်ဇနေသားသမီးတို့တနင်္လာသားသမီးတို့နဲ့တွဲဖက်လို့ရင်ကံရဲ့အထောက်အကူကိုရရှိတတ်တော့လားဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဟိုအနီရောင်တို့အသားရောင်တို့မိတ်ဆွေတို့မိုးပြာရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကံကောင်းစီတော့လားဖြစ်ပါတယ်အကျိုးပေးသောအရက်ဟာတော့အနောက်တောင်ထောင်ရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အနောက်ဆူဆူရက်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစီသောကဏ္ဍအခရာတွေနေနဲ့ဆိုတစ်ကဏ္ဍ၅ကဏ္ဍ၆ကဏ္ဍပါတော့များပါတော့အရာကိုကံဆိုင်ရင်ကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိစီမှာအသေးချာပဲဖြစ်တယ်ဘာကိုလှုပ်ရွှေဝစ်တာမျိုးရွှေဝယ်တာမျိုးလေးတွေရွှေဝင်တာမျိုးလူဝင်တာမျိုးလူယုံတက်တာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့လူယုံမလွယ်ပါနဲ့ရွှေဝင်တာမျိုးလေးတွေမှာစိတ်ပန်းလူပန်းဖြစ်ရတတ်တဲ့အတွက်ဆရာငင်သားလာအပ်ထားခြင်းလဲအပ်ထားနော်ကောင်းပြီမိတ်ဆွေတို့ဒီလက်ထာတော်တွေမှာဆိုရင်တတိထားစင်နေရမှာတော့ဘာကိုလှုပ်ဗုဒ္ဓဖုသားသမီးတို့အင်္ဂါသားသမီးတို့နဲ့ပတ်သက်ပြီးအထက်နိုင်ဆုံးဗုဒ္ဓဖုနေ့တို့အင်္ဂါနေ့တို့မှာတတိထားစင်တင်ပေးရန်လိုအပ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဟုတ်လေရှယ်သမားလောင်းဒီတင်ငါးလျှောက်တယ်နော်ခင်ဗျားအရှင်မရပျောက်သွားမယ်ကောင်းပြီမိတ်ဆွေဒီလက်ထာတော်တွေမှာအဆက်ဆက်ရအစင်ပြေအောင်မြင်တိုးတက်စီဖို့အတွက်ဘာကိုလှုပ်73ရက်နေ့နဲ့14ရက်ကလေးတွေမှာတတိထားစင်တင်လောက်တာမျိုးတွေဟာအတက်နိုင်ဆုံးကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတော့ဒီလရဲ့2လပိုင်းရဲ့73ရက်ဟပ်ပြီးဘလာတိုင်းနေ့14ရက်နေ့လေးမှာတတိထားဆင်ခြင်ပေးပါကြီးကွဲတယ်ဗျာကြီးစားမရှိလို့နော်ဆိုတော့ကောင်းပြီနောက်တစ်ခုမိတ်ဆွေတို့ဒီလထာတော်တွင်မှာမိတ်ဆွေတို့ရဲ့အဋိဋ္ဌံပြုလို့တဲ့ဂျာဇာပရိသတ်သမီးများအဋိဋ္ဌံပြုလို့တပတ်ဆိုရင်တော့မဟာသမယတုတ်အဋိဋ္ဌံရွတ်တာမျိုးဟာဆရာကအရှိကပြောက်သွားပြီဆရာတဲ့အရှိကပြောက်အစ်စ်ရောက်စီဗျာနော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီလထာတော်တွင်မှာမဟာသမယတုတ်အဋိဋ္ဌံ9ရက်တိတိဝင်ပါကပိတ်နေသောလက်တွေပွင့်ပြီးကံကောင်းစီမှာအသေးချာပဲဖြစ်တယ်မိတ်ဆွေတို့ဒီလထာတော်မှာမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွက်စီပုံမပြောမိဇယံကနာမှာပြီးတယ်မေးရင်0932932416 790290416 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်963 5050နဲ့မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့2026အတွက်ဂျာဇာပရိသတ်မိတ်ဆွေတို့တီးတန့်စာသားစစ်ချင်တပတ်ဆိုရင်တော့တစ်နှစ်စာဟောစနာလိုချင်တပတ်ဆိုရင်တော့ဇယံကနာမှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းနဲ့ဆရာနာမှာစေဖျောင်းနိုင်တဲ့ကျွန်းနတ်တန်လေးရကျွန်းနတ်ငွေနှဝင်းတန်လေးရဩဇာထမျက်စီတဲ့သဘောနဲ့ကျွန်းနတ်တန်လေးရလေးမိတ်ဆွေတို့မှာယူရရှိနိုင်ပြီဆိုတဲ့အကြောင်းထပ်လောင်းပြောရင်းနဲ့ marketing စင်းရင်းနဲ့ကောင်းပြီဂျာဇာပရိသတ်မိတ်ဆွေတို့ရဲ့အရေးကြီးသောလုပ်ငန်းတွေကိုပြောဆိုဆောင်ရလှုပ်ဆောင်တဲ့အခါမှာမိမိတို့ရဲ့
အိမ်ကနေမသွားမီမှာလက်ခုပ်လောက်ဝါ9ချက်တိတိတီးပြီးတော့အောင်ပြီးဆိုပြီးတော့စိတ်ကနေပြီးတော့အောင်မြင်စီလို့မလုပ်ခင်မှာအောင်မြင်စီလို့တော့ကိစ္စမှန်သမျှကိုငါတော့အောင်မြင်ပြီဆိုတဲ့သဘောနဲ့လက်ခုပ်9ချက်တိတိတီးပါကလိုရာကိစ္စပြီးပြအောင်မြင်မှာအတိအကျပဲဖြစ်တယ်တို့အပြင်မိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်တော့အယောင်ထွက်စီဖို့မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းမီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါကအယောင်တော့အယောင်ထွက်စီပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရငွေကြီးကံကောင်းစီပြီးလက်လာပါပွင့်စီရန်အတွက်ထိုင်းတော်မပုတ်ပေးပါဘူးခင်ဗျဆရာမြန်မာပြည်တွင်းကိုရောက်တဲ့နေရာပို့ပေးပါတယ်ဆိုတော့ရောက်တဲ့နေရာဆိုတာဒလီ MGN တို့ Wine Riot တို့ရောက်တဲ့နေရာပို့ပေးတာပါနော်ဆိုတော့မိတ်ဆွေတို့ဆက်ဆက်ရကံကောင်းစီပြီးတော့အဆင်ပြေစီရန်ဒီတလတာလုံးမှာပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရေဒီယာအနေနဲ့ဆိုရင်တော့လစ်ပိုပလင်းလေးတစ်လုံးပေါ်မှာမိတ်ဆွေတို့အနေနဲ့လစ်ပိုပလင်းလေးတစ်လုံးပေါ်မှာမိတ်ဆွေတို့အနေနဲ့ဖျောင်းနိုင်မှာအစိမ်းရောင်နေတဲ့တိုင်ကိုစက်ကူလေးနဲ့လာပန်းလို့ရေးပါလစ်ပိုပလင်းတစ်လုံးပေါ်မှာဖျောင်းနိုင်လစ်ပိုဖျောင်းလာပန်โอเคเนาะဆရာတခြားပြန်ပြောမယ်เนาะလစ်ပိုဖျောင်းလာပန်ဆိုပြီးတော့မိတ်ဆွေတို့ရဲ့ဈေးဆိုင်မှာဖြစ်စီအမြင့်တနေရာမှာဖြစ်စီလစ်ပိုဆရာရဲ့လာပန်ကိုမရေးချင်တပါဆိုရင်ဆရာကလေးနဲ့အောက်မှာရေးကက်ကလစ်ပိုပလင်းမှာရေးကက်ကရတာပေါ့တိုးတော့လစ်ပိုပလင်းထက်ဆိုင်ဖျောင်းနိုင်နေမှာရေးကက်တော့မီးလဲမြန်မြန်ကုန်တယ်လို့မိတ်ဆွေတို့အနေနဲ့အတိုက်ခိုက်လဲကင်းစီပါတယ်เนาะဆရာပြန်ပြောပြပါမယ်မိတ်ဆွေကြစားပရိသတ်သမီးတွေဒီတလတာလုံးမှာဆက်ဆက်ရအဆင်ပြေစီပြီးငွေကြီးကံအားကောင်းစီရန်ပိတ်နေတော့လက်တွေပွန်လန်းစီရန်အတွက်လစ်ပိုပလင်းလေးတစ်လုံးပေါ်မှာဖျောင်းနိုင်အစိမ့်တိုင်းတင်ထွင်းမှာအဲ့ဒီဖျောင်းနိုင်မှာဆမမိုင်းခန့်ဆက်ကူလေးနဲ့ဖြစ်စီစာရွက်လေးနဲ့ဖြစ်စီလာပန်ဆိုပြီးဘာရောင်နဲ့ရေးလာပန်ဆိုတော့လက်လာပါလစ်ပိုဖျောင်းလာပန်လက်လာပါတွေပွင့်လန်းပြီးဆက်ဆက်ရအောင်မြင်ပါလို့ပြောရင်းနဲ့ကဲဂျာစာပရိသတ်မိတ်ဆွေတွေအားလုံးဂျေရနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေရန်သူမျိုးငါးပါးပြီးဒုပိတ်ကန်တရာတက်တန်တရာယောဂကန်တရာပက်ကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါဟာလားမိမိတို့အနေနဲ့ကောင်းချိုးလိုရင်ဆန္ဒမှန်သမျှပြည့်စုံအောင်မြင်ပြီးအစဉ်ပြေကြပါစေလို့ဆရာကဒီကနေ့လိုက်လဲမေတ္တာပို့ရင်းနဲ့နောက်တစ်ခါတော့အရောက်လာမှာကတော့ဟောတောက်ကြပါခင်ဗျာ